မင်္ဂလာပါရှင်ဖြူ Audio Library ကနေကြိုဆိုပါရစေကျမကတော့ဖြူပါဒီနေ့မှာတော့ကျမတို့ရဲ့ပေးသက်တွေအတွက်အပြင်ပန်းအလားအပတ်ထက်စိတ်ထားအလားကဘလောက်အရေးကြီးတယ်ဆိုတာကိုသင်ခန်းစာပေးမယ်နှင်းစီဖြူနဲ့လိပ်ပြလေးဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီပုံမြင်လေးဟာဆိုရင်နားထောင်သူတို့ရဲ့စိတ်ကိုအပန်းပြေစေရုံနဲ့မကပဲတွေးတောစရာလေးတွေလည်းပြေးစွမ်းနိုင်မယ်လို့ဖြူယုံကြည်ပါတယ်ကဲပုံမြင်လေးကိုดูနားဆင်ကြည့်လိုက်ရအောင်ရှင်တခါကတာယာလာရဲ့တောအုပ်လေးတစ်ခုရဲ့အစွန်မှာအလွန်လှပတဲ့နှင်းစီဖြူပင်လေးတစ်ပင်ရှိပါတယ်။အဲဒီနှင်းစီပင်လေးဟာသူ့ရဲ့ဖြူစင်တဲ့အပွင့်လွှာလေးတွေကိုအယမ်းဂုဏ်ယူပြီးငါးလောက်လှတဲ့အပွင့်ဒီတောအုပ်မှာမရှိဘူးလို့အမြဲတွေးနေတတ်ပါတယ်။ဒီနေ့မှာတော့အယောင်သွေးသိမ့်မလှပတဲ့လိပ်ပြညိုလေးတစ်ကောင်ဟာအစာရှာရင်းနှင်းစီဖြူပင်လေးနားကိုရောက်လာပါတယ်။လိပ်ပြလေးကမောမောနဲ့နှင်းစီဖြူလေးရဲ့ငါ့ကိုမင်းရဲ့အပွင့်လွှာပေါ်မှာခဏလောက်နားခွင့်ပေးပါလားလို့တောင်းပန်ပါတယ်နှင်းစီဖြူလေးကသူ့ရဲ့အလှကိုပြက်မှာဆိုတာကြောင့်မရပါဘူးမင်းလိုအယောင်မလှတဲ့လိပ်ပြမျိုးငါ့အပေါ်နာရင်ငါရဲ့ဖြူစင်တဲ့အလှတွေပေးချမ်းကုန်မှာပေါ့တခြားကိုသွားပါလို့မမာနာနဲ့မောင်းထုတ်လိုက်ပါတယ်လိပ်ပြလေးလည်းစိတ်မကောင်းစွာနဲ့ပြန်ထွက်သွားရတာပေါ့အဲ့ဒီအချိန်မှာပဲတောဟိုထဲကိုပိုးမွားတွေကိုစားတတ်တဲ့ငှက်တကောင်ရောက်လာပြီးနှင်းစီပင်ရဲ့အရွက်တွေကိုကိုက်စားဖို့ပြင်ပါတယ်နှင်းစီဖြူလေးဟာကြောက်လန့်ပြီးတုံရင်နေပေမဲ့သူကိုယ်တိုင်ကအပင်ဖြစ်နေလို့ဘယ်မှပြေးလို့မရပါဘူးအဲ့ဒီအခါခုနကလိပ်ပြကလေးဟာသူ့တငယ်ချင်းလိပ်ပြအုပ်စုကြီးကိုခေါ်လာပြီးငှက်ရဲ့မျက်စိရှိမှဟိုဒီရှုပ်ထွေးအောင်ပြန်တန်းပေးလိုက်ပါတယ်ကွယ်ငါဟာမျက်စိနောက်ပြီးနှင်းစီပင်ကိုမစားတော့ပဲတခြားကိုပြန်ထွက်သွားပါတော့တယ်တဲ့ဘေးရန်တွေကလွမြောက်သွားတဲ့အခါနှင်းစီဖြူလေးဟာသူ့ရဲ့မမာနာတွေအတွက်အယမ်းရှက်သွားပါတယ်သူကလိပ်ပြလေးကိုငါ့ကိုခွန်းလွတ်ပါလိပ်ပြလေးရဲ့အပြင်မအလားထက်စိတ်ထားအလားကပိုရေးကြီးမှအခုတော့ငါသိရတော့တယ်လို့ဝန်ခံစကားပြောလိုက်ပါတော့တယ်ပုံမြင်လေးရဲ့သင်ခန်းစာကတော့အပြင်မအလားထက်ကုညီချက်တဲ့စိတ်ထားကသာပုံမတန်မိုးရှိပါတယ်ဆိုတာကိုပြောချင်တာပါဒီပုံမြင်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်လောက်ကဂရိနိုင်ငံမှာနေထိုင်ခဲ့တဲ့ပုံမြင်ပြောဆရာကြီးအီဆော့ရဲ့ပုံမြင်တစ်ပုဒ်ပဲဖြစ်ပါတယ်သူဟာတရိတ်ဆန်လေးတွေနဲ့အပင်လေးတွေကိုဇက်ကောင်ထားပြီးလူသားတွေအတွက်အဖို့တန်တဲ့သင်ခန်းစာတွေရစေမဲ့ပုံမြင်လေးတွေကိုဖန်တီးခဲ့တာကြောင့်ကဘာကျော်ခဲ့သူဖြစ်ပါတယ်ဒီနေ့ကတော့ဖြူအနေနဲ့ပြပြပေးသွားတဲ့ပုံမြင်လေးတွေကတော့နှင်းစီဖြူနဲ့လိပ်ပြလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဒီပုံမြင်လေးကိုဖတ်ပြီးနားထောင်သူတွေရဲ့အနေနဲ့ဘယ်လိုလေးအတွေ့အကြုံများပေါ်ပေါက်လာလဲဆိုတာတွေးတောစရာလေးတွေရှိလာလဲဆိုတာပြပြပေးခဲ့ပါအောင်နော်